ပင်လယ်ပြင်ထက်မှာရွက်လွှင့်နေတဲ့သင်္ဘောငယ်လေးတစ်စင်းပင်လယ်ကမ်းဆက်စီဦးတည်ခုန်မောင်းလာခဲ့ပါတယ်။ကမ်းခြေရောက်မှာတော့သင်္ဘောပေါ်ကနေလူငယ်တစ်ယောက်ခုန်ဆင်းလိုက်ပြီးကမ်းဆက်မှာရှိနေတဲ့စဖောင်ပေါ်ကိုတက်လိုက်ပါတယ်။အဲ့ဒီနောက်သူ့ရဲ့စနစ်မျက်နှာပြင် System Interface ကိုဖွင့်လှစ်လိုက်ပြီးစဖောင်ပေါ်မှာရှိတဲ့ပစ္စည်းတွေနဲ့စနစ်ထဲကပစ္စည်းတွေကိုအကုန်လုံးလွှဲပြောင်းသိမ်းဆည်းလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ကမ်းခြေမှာစိုက်ကပ်ထားတဲ့သင်္ဘောကိုဖျက်ဆီး decompose ဖို့စနစ်ရဲ့ခလုတ်ကိုနှိပ်လိုက်ပါတယ်။သင်္ဘောကြီးဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်တစ်သား20အထက်ငါးပင်လယ်ရေညှိငါးဆက်တန်ရိုင်းတစ်ခုနဲ့အလင်းရောင်မိန်နေတဲ့ပလဲတစ်လုံးစတဲ့အရင်းမြစ်တွေရရှိသွားခဲ့ပါတယ်။သူဟာရရှိလာတဲ့အရင်းမြစ်တွေကိုကြည့်ပြီးဒုတိယအဆင့်သင်္ဘောမြင့်တင်ဖို့အတွက်လိုအပ်နေတဲ့တန်ရိုင်းနဲ့ပလဲပစ္စည်းနှမျိုးစလုံးပြည့်စုံသွားပြီဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒီနောက်မှာတော့စနစ်ကနေသူ့ကိုအလုတ်ကန်ရွေးချယ်ဖို့ပြသလာခဲ့ပါတယ်။တရေတစေပင်လယ်ဓာပြသို့မဟုတ်စုကြီးအမဲလိုက်သမားဆိုတဲ့လမ်းကြောင်းတစ်ခုတည်းကနေသူဟာတရားဓမ္မဆောင်ရှောက်သူထက်လွတ်လပ်တဲ့ပင်လယ်ဓာပြတစ်ယောက်ဖြစ်ချင်တဲ့အတွက်တရေတစေပင်လယ်ဓာပြလမ်းကြောင်းကိုရွေးချယ်လိုက်ပါတယ်။အဲ့ဒီနောက်သူ့ရဲ့ခြေထောက်အောက်မှာစိမ့်လန်းတဲ့မန္တလာအလင်းနှန်းတွေထွက်ပေါ်လာပြီးစက်ဖောင်ပေါ်မှာရှိနေတဲ့တစ်သားစတွေအစအနတွေဟာပင်လယ်ထဲမှာပြန်လည်စူးစီးသွားကအလွန်ကြောက်စရာကောင်းပြီးခမ်းနားတဲ့အနက်ရောင်တရေတစေပင်လယ်ဓာပြရွက်သင်္ဘောအဖြစ်အစင်မြင့်မှာပြောင်းလဲသွားခဲ့ပါတယ်။သူဟာသင်္ဘောအသစ်ပေါ်ကိုတက်လိုက်ပြီးသင်္ဘောရဲ့အချက်လက်တွေကိုစစ်ဆေးကြည့်လိုက်ပါတယ်။ဒီသင်္ဘောဟာအဆင့်2ရှိတဲ့ပင်လယ်ဓာပြရွက်သင်္ဘောငယ်ဖြစ်ပြီးခိုင်ခန့်မှုအဆင့်8အမြင့်ဆုံးအမြန်နှုန်းတစ်နာရီ15ကီလိုမီတာနဲ့ကုန်လောင်ခန်း90ပါဝင်တာကိုတွေ့ရပါတယ်။ခိုင်ခန့်မှု8ရှိပြီးအပြင်းထန်ဆုံးမုန်တိုင်းအဆင့်9အောက်ကိုခံနိုင်ရရှိတာမို့သူအတော်လေးသဘောကျသွားပါတယ်။ဒီနောက်မှာတော့သူဟာသင်္ဘောအတွင်းထဲကအိတ်ဆောင်စီဝင်သွားပြီးအိယာတွေကိုကြည့်ကအနည်းဆုံးတော့မိုးဆက်မိုးပေါက်မထိပဲအမိုးအောက်မှာအိပ်ရတော့မယ်ဆိုပြီးကျေနပ်နေခဲ့ပါတယ်အခန်းထဲကနေသင်္ဘောကျန်းပြင်ပေါ်ပြန်တက်လာပြီးတဲ့နောက်သူ့မှာရှိနေတဲ့ပစ္စည်းတစ်ထားတွေကိုဖွင့်လှစ်စစ်ဆေးဖို့ပြင်ဆင်လိုက်ပါတယ်သူ့မှာပင်လယ်ဓာပြပထမဆုံးတပ်ဖြတ်မှုစုအလုတ်ကိုင်နှစ်ခုရရှိမှုစုနဲ့3ရက်မြောက်နေ့တူလောင်ခန်းထဲကရရှိတဲ့တစ်တာစသဖြင့်စုပေးတစ်တာစုပေါင်း3တစ်တာရှိနေတာဖြစ်ပါတယ်သူဟာတစ်တာတွေကိုစိတ်လှုပ်ရှားစွာနဲ့စတင်ဖွင့်လှစ်လိုက်ပါတယ်ပထမတစ်တာကိုဖွင့်လိုက်တဲ့အခါမှာတော့လက်ဆက်တဲ့လိုင်းချီတီနှစ်ချင်း AK အမဲသားလွာနှစ်ခုမီချစ်တစ်ခုဖန် glass 10ခုနဲ့စမ်းကြယ်တီတတီရရှိခဲ့ပါတယ်သူဟာစမ်းကြယ်တီကိုချက်ချင်းကိုက်စားလိုက်ရာ strawberry ဒါနာကွန်တီအရသာဖြစ်နေပြီးသူ့ရဲ့ခွန်အား strength တိုးတက်သွားခဲ့ပါတယ်ဒုတိယတစ်တာကိုထပ်မံဖွင့်လိုက်တဲ့အခါစိုက်ပျိုးအိုးငါအိုးတန်နယ်စီတစ်ခုမာလာအမဲစီဟော့ပေါ်210ထုတ်အိယာခင်းလေးမျိုးရဲတစုံနဲ့နောက်ထပ်စမ်းကြယ်တီတတီရရှိခဲ့ပါတယ်ဒီတစ်ချိန်ရရှိတဲ့အစိမ်းရောင်စမ်းကြယ်တီကိုကိုက်စားလိုက်တဲ့အခါမှာတော့ခါးသီးတဲ့ကင်းပုံသီးနဲ့အစိမ်းရောင်ဟင်းသီးဟင်းရွက်အရသာခံစားလိုက်ရပါတယ်အရသာဆိုးဝါးလာပေမဲ့လည်းအသက်ဆက်ဖို့အတွက်မရွေးချယ်နိုင်ပဲမျိုးချလိုက်ရပြီးသူ့ရဲ့လျင်မြန်မှု agility တိုးတက်သွားခဲ့ပါတယ်တတိယမြောက်တစ်တာထဲကနေတော့အခြေခံရေ peripheral ရေပုံမူတန့်စင်ဆက်ပုံစံငယ်တစ်ခုအချင်းနဲ့အဆက်အယိုးမပါချက်ချီသေးငါးထုတ်ကုတ်ကီးမုံငါးထုတ်နဲ့အပြာရောင်စမ်းကြယ်တီတတီရရှိခဲ့ပါတယ်အပြာရောင်စမ်းကြယ်တီကိုကိုက်စားလိုက်တဲ့အခါ blueberry အရသာထွက်ပေါ်လာပြီးသူ့ရဲ့ဉာဏ်ရည် intelligence တိုးတက်သွားကစုပေါင်းဉာဏ်ရည်30နဲ့ modular စွမ်းအင်မြန်တရားပြည့်သွားခဲ့ပါတယ်စွမ်းအင်တရားပြည့်သွားတာနဲ့အမျှသူဟာမိမိရဲ့စွမ်းရည်တစ်ဖြစ်တဲ့အယိုးစုပြန်လည်ဆန်းသစ်ခြင်း skeleton resurrection စွမ်းရည်ကိုအသုံးပြုဖို့ပြင်လိုက်ပါတယ်သူ့လက်ထဲကနေစိမ့်လန်းတဲ့မီးတောက်လင်းတန်းတွေထွက်ပေါ်လာပြီးတင်မောပေါ်မှာရှိနေတဲ့တစ်သားစီပိုင်းကြီးစီကိုဥတီလိုက်ပါတယ်စီပိုင်းအဖုံးပွင့်သွားပြီးတဲ့နောက်အထဲကနေပင်လယ်ဓာပြအဝတ်အစားဝတ်ဆင်ထားတဲ့တရေတစေအယိုးစုကြီးတစ်ကောင်ထွက်ပေါ်လာခဲ့ပါတယ်ပင်လယ်ဓာပြတင်မောပေါ်တွင်လူငယ်တစ်ယောက်သည်တစ်သားစီပိုင်းထဲ၌ရှိနေသောအယိုးစုတင်ခါရတစ်ခုထံသို့လက်ရှက်၍စိမ့်လန်းသောမော်စွမ်းကိုအသုံးပြုကာပြန်လည်တက်ဝင်ရှင်တန်စေခဲ့သည်စီပိုင်းထဲမှပြန်လည်နိုးထလာသောအယိုးစုပင်လယ်ဓာပြသည်စီပိုင်းထဲ၌အိပ်ပျော်နေခဲ့မိသည့်အတွက်မိမိကိုယ်ကိုအံ့အားသင့်သွားပြီးခါတုတ်လှုပ်ရှားကြည့်ရင်းအခြေအနေကိုနားမလည်နိုင်အောင်ဖြစ်နေခဲ့သည်သူ၏လက်ဖွားများကိုကြည့်လိုက်ချိန်တွင်အယိုးစုကြီးဖြစ်နေသည်ကိုတွေးလိုက်ရသဖြင့်ထိတ်လန့်သွားခဲ့သည်ထိုစဉ်စီပိုင်းဘေးတွင်ရက်နေသောလူငယ်ကသူတေဆုံးသွားခဲ့ပြီးဖြစ်ကြောင်းထို့သို့တေဆုံးသွားသောသူကိုမိမိကပြန်လည်ရှင်တန်အောင်ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းပြောပြလိုက်သည့်အယိုးစုကြီးသည်မိမိတေဆုံးခဲ့ပြီးဖြစ်ကြောင်းလက်ခံလိုက်ပြီးနောက်အသက်ဒုတိယအကြိမ်ပြန်လည်ပေးသနာခဲ့သည့်အတွက်ထိုလူငယ်အားသခင်အဖြစ်သတ်မှတ်ကာအမြဲတမ်းတစ္ဆာခံပါမည်ဟုခေါင်းညွတ်အယိုးအသေးပြုခဲ့သည်ထို့နောက်အယိုးစုကြီးသည်သူ၏ပင်လယ်ဓာပြဥထုတ်တနက်မျက်စိဖုံးနှင့်လက်စွပ်တို့ပျောက်ဆုံးနေသည်ကိုသတိထားမိသွားသည်လူငယ်ကအုတ်ထုပ်နှင့်တနက်မှာပျက်စီးသွားသဖြင့်ပြင်ဆင်ပြီးမှပြန်ပေးမည်ဟုပြောရာအယိုးစုကြီးကသခင်သုံးလိုလျင်ယူထားနိုင်ကြောင်းနှင့်ထိုအရာများမှာသခင်မျက်စိထဲထိုင်မည်မဟုတ်ကြောင်းသဘောကျစွာပြောခဲ့သည်သို့သောထိုလက်စွပ်တွင်ကျိန်စာပါဝင်ပြီးဝတ်ဆင်ထားပါကပြန်ချို့၍မရနိုင်ကြောင်းအယိုးစုကြီးကသတိပေးခဲ့သည်ရှေးရခင်ကမိမိဝတ်ဆင်ထားသည့်ဝတ်စုံနှင့်လက်စွပ်မှာမလိုက်ဖက်သဖြင့်လက်ညှိုးကိုပင်ဖျက်ပြစ်ရန်ကြံစီခဲ့ဘူးကြောင်းအယိုးစုကြီးကပြောပြရာလူငယ်ကဝတ်စုံနှင့်မလိုက်ဖက်ယုံဖြင့်လက်ညှိုးဖျက်ရန်ကြံရသလားဟုအံ့အားသင့်သွားခဲ့သည်အယိုးစုကြီးကအလှအပနှင့်ဝတ်စားဆင်ရင်မှုမှာအလွန်အရေးကြီးကြောင်းနှင့်သခင်အနေဖြင့်မြည်သည့်အရာဝတ်ဆင်ထားပါစေကြည်ကောင်းနေမည်ဖြစ်၍စိုးရိမ်ရန်မလိုကြောင်းမြောက်ပင်ပြဘောဆိုခဲ့သည်ထိုအခါလူငယ်ကအယိုးစုကြီးသည်ခေါင်းမကောင်းတော်လဲဖားရတွင်မူထိတ်တန်းဆန်ချိန်မိကြောင်းစိတ်ထဲမှရေရွတ်လိုက်သည်လူငယ်ကမိမိအားသခင်ဟုမခေါ်ရန်နှင့်တင်မောကပတိန်ဟုသာခေါ်ရန်ပြောလိုက်သောအခါအယိုးစုကြီးကကပတိန်ဟုအမိန့်နာခံစွာခေါ်ဆိုခဲ့သည်အယိုးစုကြီးကအခြားတင်မောသားများမြည်သည့်နေရာတွင်ရှိသည်နည်းဟုမေးမြန်းရာကပတိန်ကသူတို့နှစ်ယောက်ထဲသာရှိကြောင်းပြန်ပြောခဲ့သည်အယိုးစုကြီးကလူနေတော်လဲစီစစ်ထားသောစစ်သည်များမှာပုံမူထိရောက်ကြောင်းနှင့်မိမိတယောက်တည်းဖြစ်ပင်လူရှိရောက်စာလောက်ကင်နိုင်ကြောင်းရေမော၍ကြွားဝါလိုက်သည်ထို့နောက်ကပတိန်သည်စိမ်းရောင်လက်စွပ်မှတဆင့်တူးရင်းပြပေါက်စိန်ကိုထုတ်ယူလိုက်ရာအယိုးစုကြီးကထိတ်လန့်သွားခဲ့သည်ကပတိန်ကစကားနည်းနည်းပြောပြီးအလုံးများများလုပ်ရန်မိမိနှင့်အတူကျွန်းပေါ်သို့လိုက်ခဲ့ရန်အမိန့်ပေးခဲ့သည်ကျွန်းပေါ်သို့ရောက်ရှိသောအခါအယိုးစုကြီးသည်ကပတိန်၏အမိန့်အတိုင်းကြောက်တုံးကြီးများကိုတူးရင်းပြဖြင့်မနာရန်စတင်တူးဆော်တော်သည်
ကပတိန်သည်ကြောက်တုံတူရင်မောဟိုက်ကခေတ္တနာနေချိန်၌မနာရန်ဆက်လက်တူးဆွနေသောအယိုးစုကြီးကိုကြည့်ကာသဘောကျနေခဲ့သည်သူသည်စိမ်းရောင်လက်စွပ်၏အစွမ်းဖြင့်တူးဖော်ရရှိလာသောတန်ရိုင်းတုံးများကိုစနစ်အတွင်းသို့ပမာဏများစွာတိုးမြင့်သိမ်းဆည်းလိုက်သည်ထမင်းလဲစားရန်မလိုအနားယူရန်လည်းမလိုပဲတယောက်တည်းဖြင့်လူရှိရောက်စာလောက်ကင်နိုင်သောအယိုးစုကြီးထက်ပုံမပြည့်စုံသည့်အလုသမားမျိုးမရှိနိုင်တော့ဟုကပတိန်ကစိတ်ထဲမှကျေနပ်စွာတွေးတောနေခဲ့သည်ထိုစဉ်ကပတိန်သည်ကမ်းခြေတွင်တည်ရှိနေသောတစ်တာတစ်လုံးနှင့်ပတ်ဝန်းကျင်မှထူးဆန်းသောအခြေအနေကိုသတိပြုမိသွားပြီးတစုံတစ်ခုလွဲမှားနေပြီဖြစ်ကြောင်းရုတ်တရက်ခံစားလိုက်ရသည်